အမဒီနားလေးတွေဖောင်းကျင်တယ်အရင်လေးပေါ့နော်ဖောင်းကျင်တယ်ပြီးဒီအောက်ကကျန်းနေတဲ့ဟာလေးတွေကို treatment ကောင်းကောင်းလေးလုပ်ချင် treatment လုပ်ရှင်တယ်ဒီမှာကျတော့ busy treatment တော့နာမည်ကြီးပဲ treatment လုပ်တယ်ဆိုလို့ရှိရင်တော့ဆန္ဒကတော့လုံးဝတော်တော်ကောင်းသလားအေးဆိုလေးဖြစ်သွားတယ်ဟုတ်တယ်နော်ဆန်လုံးကသေးတယ်နည်းနည်းဥယျာဉ်လည်းမြင်တော့နည်းနည်းပါတယ်လို့ခံစားရတယ်နော် ဒီဘေးနှစ်ဖက်တော့ပိုပါတယ် ပိုပါတယ် အနောက်ထက်လေ ဟုတ်တယ်အနောက်မှာအရှိမှာပိုပါတယ်အနောက်ကနည်းနည်းဝေးရှိတယ်အဲဆိုတော့နည်းနည်းစပယ်ဖောင်းပေးလိုက်မယ်အရင်ပိုင်းလေးပဲဖောင်းပေးလိုက်ဖောင်းလေးဖြစ်သွားနော်ပြီးလှလှလေးလုံးမယ်ပြီး busy treatment နဲ့တကောင်းလုံးလုံးဝ share plan နဲ့လုပ်ပေးလိုက်မယ် Banana